ဒီ meditation လေးကခန္ဓာကိုယ်ကျန်းမာဖို့အတွက်လုပ်တဲ့ meditation လေးဖြစ်ပါတယ်။ဆရာမနဲ့အတူဒီ meditation လေးလုပ်တဲ့အချိန်မှာမျက်လုံးလေးမှိတ်ပြီးတော့ဘယ်လက်ကလေးကိုရင်ဘတ်ရှိတဲ့နေရာမှာထားပြီးတော့ပထမအနေနဲ့အသက်ပြင်းပြင်း3 ခါရှူထုတ်လိုက်ပါရှူတဲ့အခါမှာဘိုက်လေးဖောင်းလာတဲ့အထိရှူသွင်းပြီးတော့ဘိုက်အရန်ချက်သွားတဲ့အထိပါးစပ်ကနေမှုတ်ထုတ်လိုက်ပါ3 ခါအသက်ရှူထုတ်လုပ်ပြီးတော့နောက်ကနေလိုက်ပြောမယ်နော်နောက်ကနေလိုက်ပြောတဲ့အခါမှာပြောတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းနေရာကိုအာယုံတေချာစိုက်ပြီးတော့လိုက်ပြောမယ်နော်ငါဟာငါစပင်ငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကျမ်းမာတန်ဆွမ်းပြီးနတ်မှောင်ပျော့ပြောင်းပြီးထူထပ်တဲ့ခြေနေမှာရှိနေတယ်ငါဟာငါဥယျာပြာငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကျမ်းမာတဲ့ဥယျာပြာခြေနေမှာရှိနေတယ်ငါဟာငါအုံနောက်ငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းပြင်းမြန်ဖြက်လက်ပြီးကျမ်းမာနုပြိုတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါမျက်နှာအည်ပြငါဟာအခုအမြဲတမ်းမွေးရပါတိုင်းကျမ်းမာတင်းရင်ပြီးနူးညံ့ချောမော့ရှင်းလင်းတဲ့ကလေးငယ်လိုအည်ပြရှိတဲ့ခြေနေမှာရှိနေတယ်ငါဟာငါမျက်လုံးငါဟာအမြဲတမ်းမွေးရပါတိုင်းကျမ်းမာကြည်လင်ပြတ်သားစွာမြင်ရတဲ့ခြေနေမှာရှိနေတယ်ငါဟာငါနှာခေါင်းငါဟာအမြဲတမ်းမွေးရပါတိုင်းကျမ်းမာတဲ့အနံ့အာရုံတွေကိုခံစားရတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါပါးစပ်ငါဟာအမြဲတမ်းမွေးရပါတိုင်းရတာခံရတဲ့အာယုံကောင်းတွေကိုရှိရဲ့အခြေအနေမှာရှိနေတယ်ငါဟာငါနာငါဟာအခုအမြဲတမ်းမွေးရပါတိုင်းကြားအာယုံတွေကြီးလင်းပြတ်သားစွာကြားရတဲ့အာယုံကောင်းတွေရှိနေတဲ့ခြေနေမှာရှိနေတယ်ငါဟာငါလည်းပင်ငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာတဲ့ခြေနေမှာရှိနေတယ်ငါဟာငါလေကြောင်တွင်ပိုင်းငါဟာကြည်လင်ပြတ်သားပြီးအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်
ငါဟာငါ့ခုံငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်ငါဟာငါကြော်ကုန်ငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်ငါဟာငါရင်ဘတ်ငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်ငါဟာငါနှလုံးသားငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်ငါဟာငါစုပ်ငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်ငါဟာငါအစာအိမ်ငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်ငါဟာငါဦးလန်းချောင်းငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေငါဟာငါကြောက်ကက်ငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်ငါဟာငါအသေးငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်ငါဟာငါစီအိမ်ငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာစီးခိုင်ပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်ငါဟာငါဝမ်ပိုက်ငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်ငါဟာငါခါငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်ငါဟာငါတင်ပါငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်ငါဟာငါလက်တွေငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့ခြေနေမှာရှိနေတယ်င
ငါဟာငါလက်ချောင်းတွေငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါခြေထောက်ငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါခြေမျက်စိငါဟာအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါခြေချင်းငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါခြေပွားငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါခြေချောင်းတွေငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါတကူလုံးကရေပြားတွေငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးစိုးစွတ်နူးညံ့ချောမော့နူးပြိုတင်းရင်ပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါတကူလုံးမှာရှိတဲ့ကြွက်သားတွေငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာတင်းရင်တန်ဆွမ်းပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါတကူလုံးမှာရှိတဲ့အယိုးတွေငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာခိုင်ခန့်တန်ဆွမ်းပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါတကူလုံးမှာရှိတဲ့အာယုံကြောတွေငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါရဲ့ခြေသေးလက်သေးတွေငါဟာအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်ငါဟာငါခန္ဓာကိုယ်တစ်ခုလုံးငါဟာအခုအမြဲတမ်းမွေးရပါအတိုင်းကောင်းမွန်ကျန်းမာပြီးနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတယ်ခုအာယုံထဲမှာနှလုံးသားကနေရွှေရောင်အလင်းရောင်ကြီးတွေကိုစัจ java အထိရောက်အောင်ဖြန့်ကျဲလိုက်ပါပြီးတော့နောက်ကနေလိုက်ပြောလိုက်ပါအခုလိုပြီးပြည့်စုံတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်စัจ java ကိုကျေးဇူးတင်ပါတယ်အခုလိုပြီးပြည့်စုံတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်စัจ java ကိုကျေးဇူးတင်ပါတယ်ခုလိုပြီးပြည့်စုံတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ခွင့်ရတဲ့အတွက်စัจ java ကိုကျေးဇူးတင်ပါတယ်ခုပစ္စုပန်ကိုပြန်လာပြီးမျက်လုံးလေးကိုဖွင့်လိုက်ပါ